大家好，欢迎来到零Chinese Basic Online Class。零Chinese Basic ကနေကိုလိုကိုကြိုဆိုလိုက်ပါတယ်။老师တို့ဒီနေ့မှာဆိုလို့ရှိရင်ဖြင်းပေါ့နော်ဒီသင်ခန်းစာပါတဲ့ပုရဲ့အတန်လုံးပြောင်းလဲပုံလေးတွေကို老师တို့老师ကဒီနေ့ share ပေးချင်ပါတယ်။အဲ့တော့ပုမှာဆိုလို့ရှိရင်အတန်ထွက်2မျိုးရှိရပေါ့နော်။ဒါကတော့အကုန်လုံးသိပြီးကြမယ်ထင်ပါတယ်။အဲ့တော့ပုနဲ့ကက်လျက်ရှိရဲ့စကလုံးတွေနေလိုက်ပြီးတော့မှပုကအတန်ထွက်တွေပြောင်းလဲပေါ့နော်။အဲ့ဆိုလို့ရှိရင်ပုမှာအတန်ထွက်က2မျိုးရှိရဲ့ပုရဲ့ပူရဲ့အဲ့တော့ပူဆိုရင်ဘယ်လိုထွက်လဲပုဆိုရင်ဘယ်လိုထွက်လဲပေါ့နော်အဲ့ဒါလေးတွေကိုတစ်ချက်ကြည့်အောင်အဲ့တော့ပုဆိုလို့ရှိရင်ကြတော့သူနဲ့ကက်လျက်ရှိရဲ့အတန်ထွက်ကဟုတ်နော်စကလုံးကလာရှိတို့ဒီမှာဆိုလို့ရှိရင်ဒီမှာပေါ့နော်တစ်ချက်ကြည့်အောင်ပုနဲ့မနော်ကက်လျက်ရှိရဲ့အတန်ထွက်ကအတန်နှုံးကပထမအတန်ဒုတိယအတန်နဲ့တတိယအတန်တွေဖြစ်တယ်ဆိုရင်ပုကိုအတန်နှုံးပြောင်းစရာမလိုမပြောင်းရအောင်ပေါ့နော်အဲ့တော့ပထမဆုံးဥပမာလေးကပူချစ်不打不难不吃ကကြတော့ဒါရှိတော့不吃ပေါ့နော်不吃ကကြပါလဲဆိုမစားဘူးနောက်တစ်ခု不打မရိုက်ဘူး不难မဖြစ်နိုင်ဘူးမလုံနိုင်ဘူးเนาะတကယ်လို့不可能ဆိုလို့ရှိရရပါတယ်အဲ့ဆိုခရကြတော့လာရှိတော့ပါလဲဆိုတော့ဆန်ရှန်ပေါ့နော်အဲ့တော့သူကကြတတိယတန်နာကကြတော့ဒုတိယတန်ပေါ့နော်အဲ့တော့不可能ဒီရှိရစကလုံးပဲကြည့်မယ်不可能ဆိုလို့ရှိလဲအတန်တော့ပြောင်းစရာမလိုပါဘူးလာရှိတော့တကယ်လို့ပုရဲ့နောက်ကကက်လျက်ရှိရဲ့စကလုံးကပေါ့နော်နောက်ဆုံးအတန်နှုံးတင်ထားခဲ့မယ်ဆိုရင်တော့အတန်နှုံးပြောင်းပြရပါမယ်ပုကိုပူဆိုပြီးတော့ပြောင်းပြရမယ်သူ့ရဲ့အဓိပ္ပာယ်ကတော့မပြောင်းလဲဘူးပေါ့နော်မဖြစ်နိုင်ဘူးမလုံနိုင်ဘူးဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့မဘူးမလုံနဲ့အဲ့လိုအဓိပ္ပာယ်အနေနဲ့ဖြစ်ပါတယ်အဲ့တော့ negative အနေနဲ့ပဲသုံးတယ်ပေါ့နော်အဓိပ္ပာယ်ကတော့မပြောင်းဘူးဒါပေမဲ့အတန်ထွက်လေးပြောင်းတယ်ဘူးချွိဘူးလာပုဘူးခန့်ဟုတ်ပြီနော်အဲ့တော့ဘူးခန့်ဆိုမကြည့်ဘူးဘူးလာဆိုတော့မဆက်ဘူးပူချွိဆိုတော့မတွားဘူးပေါ့နော်အဲ့တော့လာရှိတို့က2မျိုးမှတ်ထားမယ်ပူနဲ့ကလျက်ရှိရဲ့စကားလုံးကအတန်တော့ပထမအတန်ဒုတိယအတန်နဲ့တတိယအတန်တင်ထားရဆိုလို့ရှိရင်တော့အဲ့ဆိုအတန်တော့ပြောင်းပေးစရာမလိုဘူးပူနဲ့ကလျက်ရှိရဲ့စကားလုံးပေါ့နော်သူမှအတန်တော့တင်ထားတဲ့ဟာနောက်ဆုံးအတန်ဖြစ်မယ်ဆိုရင်တော့ပူကိုပူဆိုပြီးတော့ပြောင်းပေးရပါမယ်ဒါလေးကိုမှတ်ထားရင်ရပါပြီအဲ့တော့ဆိုတော့ဒီနေ့သင်ခန်းစာကိုရမယ်လို့မျှော်လင့်ပါတယ်နော်တကယ်လို့ဖြင်း class ကိုစိတ်ဝင်စားရဆိုလို့ရှိရင်เนาะလာရှိတို့ဒီ Telegram ဖုန်းနံပါတ်နဲ့ Viber မှာလာရှိတို့လာရောက်ပြီးတော့စုံစမ်းနိုင်ပါတယ်เนาะ大家再见下个视频见